bé con gạo mới tha đấy bé rồi cả âu tòng âu này vì mà nên giàu đó bà ta mà cha ya lo bé lao anh nếu lên gì đó bé rồi thì cao mà xí đó phía sinh à đó Chiang Mai san sai mà xí đấy cà phê sai để sai mà bọn nó tụi mới tha đấy khó đặc bé con gạo long béo đó đấyဆိုင်ရှင်ပြောတာကတော့သူဆိုင်ဖွေးလာ6နှစ်ရှိပြီပေါ့နော်ဒီလိုမျိုးမကြုံဘူးပေါ့အရင်တော့သူမွေးထားကြက်တွေငှက်တွေတပုံးရှိတယ်ပေါ့နော်အခုဒီခေါ်ဒက်ဘဲကိုသူချစ်လို့ကြိုက်လို့မွေးထားတာပေါ့ခုနကောင်လုံးဝယ်ထားပေါ့တကောင်ကိုဘယ်လိုပြောလဲခေါ်ဒက်ဘဲတွေကဆေးကြီးရအလှမွေးပေးတယ်တကောင်ကိုအယောင်သွေးပြီးတော့အရွယ်စားပေါ်မူတည်ပြီးတော့9000လောက်ပေါက်ဈေးရှိမယ်သူခုနကောင်ဆိုတော့1000ကျော်ပေါ့နော်1000ကျော်တော့ပြောမှာပေါ့1000ကျော်ပေါ့ဒီခေါ်ဒက်ဘဲတွေကချစ်စရာလေးတွေပေါ့နော်ဒီသူကော်ဖီဆိုင်ကိုလာတဲ့ဧည့်သည်တွေကလေဒီဘဲတွေနဲ့တန်ရောစင်းတွေဖြစ်နေပြီပေါ့ဘဲတွေလာကြည့်ကြတယ်တပုံရိုက်ကြတယ်အလှဘဲပေါ့သူကလေဒီဘဲကိုတန်ရောစင်းဖြစ်တယ်ပေါ့နော်သူအလှမွေးထားတာပြီးတော့အဲ့ကြောင့်မို့ဒီဘဲတို့ပြန်လို့ချင်းတယ်ကြောင့်မို့တိုင်ကြားလာတာဖြစ်ပါတယ်တကယ်လို့ဒီခိုးရတဲ့သူသူ့ဘဲကိုလာပြန်အပ်ပင်သူဘာအပြစ်မှမရှိပါဘူးလို့သူကပြောပါတယ်ဘဲရှိတဲ့ညီကိုတို့ကလည်းကိုဘဲကိုတရားထိန်ပါလို့ပြောချင်ပါတယ်ခုတ်ကိတ်ကရုံလို့ရတာမဟုတ်ပါဒါပါပဲ